သူမကိုလူတိုင်းသိကြပါတယ်။မက္ဆီကန်လူမျိုးပင်ကြီးဆီယာမတူဖြစ်ပြီးတောက်ပတဲ့ပန်းပွင့်တွေစူးရှာနဲ့မြဝန်းတွေနဲ့သူမရဲ့ပုံရိပ်တွေဟာကဘာကျော်ပါတယ်။မြန်မာခေတ် modern spiritual လောကမှာဆိုရင်သူမဟာပင်ကြီးဆီယာမတယောက်အဖြစ်သားမကစိတ်ဝိညာဉ်ခွန်အားရဲ့ပြောက်ရွတစ်ခုအနေနဲ့ပါထွန်းလင်းနေပါတယ်။ Tarot နဲ့ Oracle deck တွေမှာတော့သူမရဲ့ပုံရိပ်ကိုချက်သွင်းပြီးနာကျင်မှုမှသူဆက်ကုစားခြင်း healing ကိုရှာဖွေသူတွေအတွက်လမ်းမြခြင်းဖြစ်ဖော်ကျူးကြရကိုလည်းတွေ့နိုင်ပါတယ်။ဒါရင်နဲ့သူမရဲ့ birth chart ကိုဖွင့်လိုက်တဲ့အခါမှာတော့သူမဟာနာကျင်ဖို့အတွက်ကိုပဲတတ်တတ်မွေးဖွားလာပါလားလို့ခြေရွတ်မိလောက်အောင်ကိုဇာတာအန်ရဲ့ဖွေးသီးပုံအနေထားတွေကအံ့ဩစရာကောင်းနေပါတယ်။သူမရဲ့နာမည်ကတော့ပန်ဂျီဆီယာမ Frida Kahlo ပါ။သူမရဲ့ဘဝစကြောင်းကိုကျေတာရာတွေကဘလို့ရေးဆွဲပြီးခဲ့တယ်လေပထမဆုံးသူမရဲ့ rising sign ကိုကြည့်လိုက်ရင် Leo ဖြစ်နေတာတွေ့ရပါမယ်ဒါဟာသူမအတွက် star power ပါပဲ Leo ဆိုတာ sun ပိုင်ဆိုင်တဲ့အရာတွေကွင်ဒါကြောင့် Frida ဟာဘလောက်ပဲနာကျင်နေပါစေလူတွေရှိရောက်ရင်ဘယင်မတူပါလို့တောက်ပစွာရှိနေတတ်ပါတယ်သူမရဲ့ထင်ရှားတဲ့မျက်ခုံးမွေးတွေရောင်စုံတောက်ပတ်နေတဲ့ဝတ်စုံတွေနဲ့ခေါင်းမာတဲ့ပုံစံတွေဟာ Leo rising ရဲ့ပြယူထွေပါတယ်သူမဟာတာမန်လူတွေချာမှာဘယ်တော့မှပျောက်ကွယ်သွားမယ့်သူမဟုတ်ပါဘူးသူမဟာငိုက်ကိုကြည့်ပါလို့မပြောဘဲနဲ့ကိုလူတိုင်းငေးကြည့်ရတဲ့ဆွဲဆောင်မှုမျိုးပိုင်ဆိုင်ထားသူပါစိတ်ငြိမ်ရအယမဝိညာဉ်တစ်ခြင်း Sun in the House of Solitude ဒါပေမဲ့အကင်မှာတောက်ပတဲ့လီယိုပွေရမဟာအတွင်းစိတ်မှာတော့အထီးခန်းသူတယောက်ဖြစ်နေပါတယ်သူမရဲ့အသက်ဝိညာဉ်စစ်တဲ့ Sun in Cancer ဟာ 12 House လို့ခေါ်တဲ့တိကျကဘာထဲမှာသွားပုံနေပါတယ်12 House ဆိုတာဆေးရုံတွေဝမ်းနည်းပူဆွေးမှုနဲ့အထီးခန်းခြင်းတွေကိုစိုးမိုးနေနေရပါဖရီဒါရဲ့ဘဝတစ်လျှောက်လုံးဟာဆေးရုံကတင်တွေပေါ်မှာအခန်းချင်းလူရည်ထဲမှာပဲကုံဆုံးခဲ့ရတာလည်းမဆန်းလာပါဘူးသူမပြောမှုတဲ့ငါကငါပုံတူဆွဲတယ်ဘာလို့လဲဆိုတော့ငါဟာအငြင်းတန်းတယောက်တည်းထင်နေလို့ပါလို့ဆိုတဲ့စကားဟာဒီ12 House အနေအထားကိုအတိအကျဖွင့်ဆိုလိုက်တာပါပဲပိုပြီးထူးခြားတာက Sun နဲ့ Neptune က conjunction ပူးရွံနေရပါဒါကသူမရဲ့နာကျင်မှုတွေကို Emerson Surrealism အနုပညာစတိုင်အဖြစ်ပြောင်းလဲပေးလိုက်တာပါသူမရဲ့ပန်းချီကားတွေကလက်တွေပစံတယ်လို့နဲ့ခန်းစားချက်တွေကိုတိုက်ရိုက်ထိမွန်းနေတာဟာဒီ Neptune ကြောင့်ပါပဲပထမဆုံးစိန်ခေါ်မှုဖရီဒါရဲ့နာကျင်မှုစမိုင်းဟာသူမ6နှစ်သမီးအရွယ်ကလေးကပိုလီယိုရောဂါကြောင့်6လတိတိအိပ်ရာထဲမှာလဲနေခဲ့ရတာပါဒီအဖြစ်အပျက်ကို Six House မှာရှိတဲ့အမြင်တွေကအတိအကျညွှန်ပါနေပါတယ် Sun opposition Mars ဒါဟာအလွန်တိကျတဲ့ရှုထောင့်အမြင်အဖြစ် exciting aspect ပါ Sun in Cancer 12 House နဲ့ Mars in Capricorn 6 House ကဆန့်ကျင်ဘက်တူနေပါတယ် Capricorn ဟာခန္ဓာဗေဒအရခြေထောက်အရောအစိတ်ဖွဲ့စည်းမှုကိုစိုးမိုးနဲ့ရပြီးကွယ်မှာလူသားတွေမှာ Sun sign ဟာ16နှစ်အရွယ်မှာလာထင်ရှားလေရှိပါတယ်အသက်20ကျော်နောက်ပိုင်းမှာတော့ rising sign ဟာ role ပိုင်းအရာပိုပြီးအားကောင်းလာပါတယ်။ Frida ရဲ့စတားမှာတော့အစပိုင်း Sun ရဲ့ရှင်သန်လိုစိတ်ဟာ Six House က Mars နဲ့ပြင်းထန်စွာထိပ်တွေ့နေပါတယ်။ဒါကြောင့်ပိုလီယိုယောဂဖြစ်ဆိုးစီးပဲသူမလက်ခံရမယ်ကံကြမ္မာပါတယ်။သူမကြောင်းနေတဲ့အချိန်မှာတစ်ပင်ချီတော့နဲ့ Frida လိုအနိုင်ကျင့်ခံခဲ့ရပြီပဲ။သူမရဲ့ Leo rising character အရာဘောင်ပြီးရွှေတွေ sketch တွေ would be သူမရဲ့အားနည်းချက်ကိုဖုံးကွယ်ရင်းယုံကြည်မှုရှိနေထိုင်ခဲ့ပါတယ်။ကံကြမ္မာရဲ့ရိုက်ချက် The Tragic Accident နောက်ထပ်သူမဘဝကို shock ဖြစ်သွားခဲ့တဲ့16နှစ်သမီးအရွယ်ဘတ်စကတ်မော်တော်မဆန်မှုကတော့ထပ်ပြီးဒီအခြေအနေကိုနောက်တစ်ခါဖြစ်ပေါ်စေပြန်ပါတယ်။ Six House မှာ Mars နဲ့ Uranus က conjunction ပူးရွံနေနေပါ။ Mars ဆိုတာသွေးထွက်တဲ့ရုပ်ခွဲစိတ်တိုင်းရ Uranus ဆိုတာမျောနဲ့မထားတဲ့ရုပ်တရက်ဖိရများဒီနှစ်ခုကအရောဖွဲ့စည်းမှုကိုကိုစားပြုတဲ့ Capricorn ရာသီကွယ်မှာလာပြီးပေါင်းစုံနေပါဒါကြောင့်ရုပ်တရက်ဖြစ်လာတဲ့မတော်မဆမှုတစ်ခုကသူမရဲ့ကြောရုပ်နဲ့ခန္ဓာကိုယ်ကိုထက်ပြီးအကယ်ကြီးထိခိုက်စေပြန်ပါတယ်။ Mars က retrograde ဖြစ်ပြန်တော့ခွဲစိတ်မှုပေါင်း30ကျော်နဲ့နာကြရိဝေဒနာကိုပါတစ်သက်လုံးတည်ပြောသွားစေခဲ့ပါတယ်။အချစ်လားအဆွဲဆောင်လားဖရီဒါရဲ့အချစ်ရေးကလည်းရုပ်ရှင်ဆန်လွန်ပါတယ်။သူမရဲ့အချစ် group Venus ကဂျေမနီရာသီမှာရှိပြီး Pluto နဲ့ပူးကပ်နေပါတယ်။ Pluto ရဲ့အချစ်ဆိုတာအသေးအမင်ဆွဲဆောင်ခြင်းခြုံနိုင်လိုခြင်းတွေနဲ့နှက်စင်းတော့နဲ့ခံစားချက်တွေပါဖရီဒါဟာဒီယေဂိုကိုချစ်တာရိုးရိုးရှင်းရှင်းချစ်တာမျိုးမဟုတ်ပါဘူးနာချင်မှပူလောင်မှကျင်းနေရတဲ့အချင်းမျိုးပါဒီယေဂိုမင်းကငါရဲ့အစငါရဲ့အဆုံးင
ငါရဲ့ဘဝလို့ဆိုပြီးဒီမှာယူသွားခဲ့တာဒီ Venus နဲ့ Pluto တို့ပူးယူနေတာကြောင့်ပါမယ်နောက်ပြီး 7 house မှာ Chiron ရှိနေပြန်ပါတယ်ဒါကသူမဟာအိမ်တောင်ဘက်စီကပဲအကြီးဆုံးတန်ရာတွေကိုရမယ်ဆိုတဲ့နမိတ်ပါပဲဒီရဲ့ကိုရဲ့ဖောက်ပြန်မှု Gemini ကြည့်တာ Frida ရဲ့စတာမှာ Venus in Gemini ဖြစ်နေရက Gemini ဆိုတာအမွတ်သင်္ကေတနှစ်ခုဆိုတဲ့သဘောကိုဆောင်ပါတယ်ဒါကြောင့်အချစ်ကြီး Venus က Gemini မှာရှိနေခြင်းဟာလူတစ်ယောက်ထဲနဲ့မလုံလောက်ခြင်းသို့မဟုတ်သုံးပွင့်ဆိုင်အချစ်ဇလန်းတွေကိုမကြာခဏဖိတ်ခေါ်တတ်ပါတယ်ဒီရေကိုကသူမကိုချစ်ပေမဲ့တခြားအမျိုးသမီးတွေနဲ့အမြဲရှုပ်ပွေနေခဲ့ပါတယ်နာကျင်ဖို့အကောင်းဆုံးက Frida ရဲ့ညီမချစ်သူနဲ့မှဖောက်ပြန်နေရတာပါဒါဟာ Venus in Gemini နဲ့ Pluto ပူးယူနေတဲ့အစိတ်တောက်ဖွတ်စေတဲ့အနေအထား toxic aspect ကြောင့်ပါပဲဒီရကိုရဖောက်ပြန်မှုတွေကသူမကိုဖတ်ထဲပေမဲ့အဲ့ဒီနာကျင်မှုကနဲ့သူမကိုကဘာကျော်ပန်ကြီးဆရာမဆိုတဲ့အရာကိုဆက်လာစေခဲ့တာပါပေါ့ပြတ်ဆုံးသွားသောရင်သွေးများသူမရဲ့ဘဝမှာအကျဲကွဲဆုံးအခန်းကဏ္ဍကတော့သားသမီးမိဝနိုင်ခဲ့တာပါ Fifth house ဟာသားသမီးနဲ့အမှုပညာဖန်တီးမှုကိုပြပါတယ် Fifth house ကိုပိုင်တဲ့ Jupiter ဟာ12 house ချက်တဲ့ဆုံးရှုံးတဲ့အိမ်လေးကိုရောက်နေပါတယ်။ဒါဟာအလွန်ပဲဝမ်းနည်းစရာကောင်းတဲ့နမိတ်ပါ။သူမရဲ့သားသမီးကဟာဆေးရုံပေါ်မှာဆုံးရှုံးခြင်းဆိုတဲ့အနည်းနဲ့ပျောက်ဆုံးသွားခဲ့ရတာပဲ။ကိုရင်ပြောက်မှုတွေသွေးဆက်တွေနဲ့ကလေးလေးပုံရိပ်တွေကိုသူမပန်ချီကားတွေမှာခဏခဏတွေ့ရတာဒါကြောင့်ပါပဲ။ဒါပေမဲ့တစ်ထပ်ဖက်မှာတော့ Fifth house ဟာလက္ခဏာအတွက် creativity ပါပဲ။သားသမီးမရနိုင်ပေမဲ့သူမရဲ့ဖန်တီးမှုခွန်အားတွေက12 house ဖြစ်တဲ့စိတ်ဝင်ရင်ကဘာတွေကနေပန်ချီကားတွေအဖြစ်ထပ်မံမွေးဖွားလာခဲ့ပါတယ်။ပန်ချီဆရာတွေတော့ပန်ချီကားတွေဆိုတာကိုယ်တိုင်ရင်နဲ့လွိုင်ပြီးမွေးဖွားလာရတဲ့သားသမီးတွေလိုပါတယ်။ဝိညာဉ်လောကနဲ့ဆက်သွယ်ခြင်း spiritual protection နောက်ဆုံးအနေနဲ့သူမရဲ့12 house မှာ planet 3 stallion အနေနဲ့စွတ်နေတာကိုသတိပြုမိပါမယ်။ Sun, Neptune, Jupiter, North Node အားလုံးကဒီနေရာမှာဒါကြောင့် Frida ဟာလူသားကမ္ဘာမှာနေထိုင်ပေမဲ့သူမရဲ့စိတ်ဝင်ရင်ကတော့တခြားကမ္ဘာတစ်ခုနဲ့ဆက်သွယ်နေတာပါပဲ။ရုပ်ခန္ဓာကဘလောက်ပဲနာကျင်နေပါစေ Jupiter exalted sign ဖြစ်နေတဲ့ Cancer ကသူမကိုစိတ်ဓာတ်မကျအောင်မျောလင့်ချက်မကုန်အောင် divine protection ကိုပေးထားပါတယ်။သူမရဲ့ Saturn က 8 house မှာရောက်နေတာကြောင့်တေခြင်းတရားနဲ့အမြင်နီးကပ်နေခဲ့ပေမဲ့တေခြင်းကိုအနုပညာဖန်တီးမှုအဖြစ် Day of the Dead အဖြစ်ပြောင်းလဲပြီးရေမောပြနိုင်ခဲ့သူပါပဲ။ Day of the Dead အကြောင်းကိုတော့ Universe ရဲ့ message ကောက်ပြီးတော့ season အစမှာတော့အရေးသားခဲ့ပါတယ်။သူမရဲ့ moon ဟာ Taurus မှာအမြင့်ဆုံး energy ကိုရပြီးအားကောင်းပါတယ်။ moon က 10 house MC နဲ့ပူးယူနေရကတော့အနုပညာရှင်တွေအတွက်ကြိုးစားမှုဂုဏ်တည်ရင်ကိုပြပါတယ်။နောက်ပြီးသူမရဲ့ moon in Taurus ဟာအနုပညာနဲ့ရုပ်ပိုင်းဆိုင်ရာခံစားချက်ကိုပြပါတယ်။သူမဟာသူမရဲ့ခံစားချက်တွေသူမရဲ့ခန္ဓာကိုယ်ထိခိုက်မှုပါဆက်ပြီးကဘာကျော်ခဲ့ပါတယ်29 degree analytic degree moon ဟာနောက်ဆုံး29 degree မှာရှိနေတာကသူမရဲ့ကြော်ကြားမှုဟာကံကြမ္မာကနေအတင်းအခေါက်ထွန်းပို့လိုက်တဲ့မျိုးရှိပြီးတမိုင်းမှာ Taurus ရဲ့ energy လိုခိုင်ခိုင်မာမာထာဝရအရက်တည်နဲ့သင်္ကေတတစ်ခုဖြစ်လာစေဆိုတဲ့သင်္ကေတပါပဲသူမရဲ့အသက်46-49နဲ့နောက်ဆုံးအချိန်တွေမှာတော့ Saturn 8 house တေးတင်းတရားနဲ့အသွင်ပြောင်းလဲဆိုတာကအားကောင်းလာပါတယ်။ Saturn က Pisces မှာချွေနေပါတယ်။ Pisces ကခြေထောက်ခြေမ issue နဲ့ပတ်သက်တဲ့ပြဿနာတွေကိုမိမောင်းထိုးပြပါတယ်။ခြေထောက်ဖက်ပြီးတော့တစ်နှစ်အကြာမှာတော့ 12 house Neptune Sun လွန်မိုးနေကြောင်ပဲသူမဟာငင်းချမ်းစွာပဲအိတ်မက်တလိုမျိုးမူလာမွေးဖွားလာခဲ့တဲ့အိမ်လေးထဲမှာပဲပြန်လည်ထွက်ခွာသွားတော့ပါတယ်။တကယ်တော့ Frida ကလိုဟာမတော်မဆာမှုကြောင့်ပင်ကြီးဆရာမဖြစ်လာတာမဟုတ်ပါဘူး။သူမရဲ့စတာကနာကျင်မှုကိုအနုပညာအဖြစ်ဖန်တီးဖို့အတွက် Universe ကတည်တာရွေးချယ်ခံထားတော့တယောက်ပါတယ်။ကျယ်တွေကသူမကိုတရားတွေပေးခဲ့တယ်။သို့တော့အဲ့ဒီတရားတွေကနေကဘာကိုကိုင်းလှုပ်နိုင်တဲ့ပင်ကြီးကားတွေပြန်ပေးခဲ့ပါတယ်။ဒါကတော့ကဘာကျော်ပင်ကြီးဆရာမ Frida ကလိုရဲ့ကျယ်တာတွေကပြောပြလက် Hitman ပုံမြင်နည်းတစ်ခုပါပဲ။